နေတဲ့သူတော်နေအောင်အညမှာမှာခဲ့ကြတယ်။မင်းများခဲ့တဲ့ CEO ကူရန်မှာအကောင်မလေးရှောင်းဝါကိုရှာတွေ့နိုင်မှုကုမ္ပဏီကကြီးမှုကြီးနှစ်တိုင်းအလေးမတဲ့လိုင်းပွဲကိုကျင်းပလိမ့်ရှိတဲ့။ဆုံးနေကြတဲ့အခါကောင်မလေးမှာအောင်မကလေးနှစ်ယောက်နဲ့မြို့ပေါ်ပြန်ရောက်လာတယ်။လမ်းမှာပေါင်တရားရှိတဲ့ရွှေတုံးကိုမနိုင်ရင်စုချင်းတွေရောက်မယ်ဆိုတဲ့ပွဲလုံးနေတာတွေ့လိုက်တော့ကောင်မလေးကဝင်ဆိုင်စီဖို့လုပ်လိုက်တယ်။လူအုပ်တွေကယောက်ျားကြီးတွေကပင်ပင်တေးတေးကောင်မလေးမှလို့အထင်သေးလိုက်ကြတယ်။သူတို့တွေတောင်မမနိုင်တာဘလို့မှမမနိုင်ဘူးလို့အထင်နဲ့ပြောကြတယ်။သူ့အမေကနွားတကောင်ကိုတောင်အေးအေးဆေးဆေးမနိုင်ကြောင်းကလေးမလေးကပြောလိုက်တော့လေဖောနေတယ်ထင်သွားကြတယ်။ရှောင်းဝါကရွှေတုံးကိုမလိုက်မယ်လို့ဟင်ပြလိုက်တဲ့အချိန်ဆိုင်ရှင်ကတခါမှရင်200ပတ်စံအရင်ပေးဆိုပြီးပတ်စံထုတ်နေတော့ဆွဲလို့လိုက်တယ်။ရှောင်းဝါကလက်တစ်ဖက်ထဲနဲ့ရွှေတုံးကြီးကိုအေးအေးဆေးဆေးပဲနှောက်ပြလိုက်တယ်။အဲ့ချိန် CEO ကမြင်သွားတော့ဒီလောက်အားတနာသူရှာနေတဲ့သူများဖြစ်နေမလားလို့ပြောလိုက်တဲ့ချိန်သူလက်ထောက်ကဒါမျိုးနေဆိုတာကကောင်မလေးကဆိုင်ရှင်နဲ့ပေါင်းပြီးလိနေရမျိုးပါလို့ပြောလိုက်တယ်။ရှောင်းဝါကရွှေတုံးကိုမမနိုင်ဘူး။ဒီရွှေတုံးကသူ့ပိုင်မဲ့လို့တက်နေချင်းဆိုင်ရှင်ကမမနိုင်ရင်ဒီရွှေတုံးပေးမယ်မပြောပါဘူး။ရွှေပြားပြီးစီလေးပဲရမှာလို့ဆိုပြီးတိတိလေးနဲ့ရေးထားတဲ့စာကိုပြလိုက်တယ်။အဲ့ဒါကရှောင်းဝါမှာစိတ်တူတူနဲ့ခုံကိုရိုက်လိုက်တဲ့အခါခုံမနဲ့ချမ်းပိုင်းသွားပါတော့တယ်။ပေါင်ပေါင်ဆိုတဲ့ကလေးကကူရွမ်းချေတော့ကိုဖတ်လိုက်ပြီးပြပြလို့ခေါ်လိုက်တဲ့အခါလူမနေပြီလို့ပြောတော့ကောင်လေးကပြန်တွက်ချက်လိုက်ပြီးငငယ်ကလေးကဆရာကပြီးတင်ပညာသင်ပေးထားတာမမှားပါဘူးလို့ပြန်ပြောလိုက်ပါလေ။ခူရံမလဲကလေးလေးလာလေးနေတဲ့တင်ပြီးနောက်တစ်ခါလာလေးရဲတိုင်လိုက်မယ်လို့ပြောဆိုဆုံးမလိုက်ပါလေ။တနေ့တစ်ခါချင်းပါတဲ့အလီမပြန်ပွဲမှာရှန်ရှန်ဆိုတဲ့ကောင်မလေးကတဲအိတ်တွေအများကြီးကိုမှတ်ပြီးပြန်ပွဲမှာဦးဆောင်နေတယ်။တကယ်ကပြန်ပွဲမှာမတမားတဲ့နီလန်တုံပြီးပြန်ခဲ့တာပါ။အကြောင်းကတော့သူမကိုနောက်ကွယ်မှာလူတယောက်ကကူရွမ်းတဲ့နီးစပ်အောင်လုပ်နိုင်ရင်သူတို့မိသားစုလုပ်ငန်းကိုဘီလီယံရင်းနှီးမြှုပ်နှံမယ်လို့ပြောထားတော့ပါ။ပြန်ပွဲပြီးတော့ကူရွမ်းကရှန်ရှန်ကိုခေါ်ပြီးလွန်ခဲ့တဲ့9နှစ်ကဖြစ်ခဲ့ကြီးတာအတွက်ဘလို့ဖြစ်ချင်လဲမေးရောအကြံကြီးတဲ့ရှန်ရှန်က CEO မိမဖြစ်ချင်တယ်လို့ပြောလိုက်တော့ကူရွမ်းကသဘောတူလိုက်ပါလေ။အဲ့ဒါကိုပေါင်ပေါင်မြင်သွားပြီးသူ့ဖေကလူရှုပ်လူဖေပဲလို့ပြောကထက်သွားပါလေ။ရှန်ဝါကလည်းသူ့သားပေါင်ပေါင်ပြောက်လို့လိုက်ရှာရင်စစ်ပြက်လက်ပြက်ထိုင်နေတဲ့ပေါင်ပေါင်ကိုတွေ့လိုက်ရပါတယ်။လမ်းမှာကားတစ်စီးကကလန့်ပိတ်ရထားတော့ဇူနာတင်ရင်သွားမရဖြစ်နေလို့ဖယ်ခိုင်းတာကိုစကားကောင်းကောင်းမပြောဘဲရဲရှာနေလို့ခါကနေဆွဲပြီးပြစ်လွတ်လိုက်ပါတယ်။ပိတ်နေတဲ့ကားကိုလည်းအောက်ကနေကိုင်းပြီးအဝေးကိုထွန်းပစ်လိုက်ပါတယ်။အဲ့ဒါကိုမီလောရဲ့ကူရန်ကလည်းကားပေါ်ကနေဆင်းလာပြီးသူ့ကိုမမှတ်မိဘူးလားလို့မေးပါတယ်။သူ့ဘေးမှာတက်တော်ဆောင်အနေနဲ့အလုပ်လုပ်ရင်တစ်လကိုရွမ်တတိလစာပေးနေဆိုတော့လုပ်ဖို့သဘောတူလိုက်ပါတယ်။တောင်ပေါ်ကနေဆင်းလာတဲ့သူတို့သားမိတွေမြို့ပေါ်မှာအလုပ်ရပြီဆိုတော့ပျော်ပြီးထွက်သွားပါတယ်။ကူရန်ကုမ္ပဏီကိုရောက်တဲ့အခါကောင်မလေးအပိုင်းကိုဗီဒီယို6ရိုက်နေတဲ့ငနေသားကိုစုံမပေးလိုက်ပါတယ်။ကူရန်ကရှောင်းဝါကိုပခုံးပုတ်လိုက်တဲ့အချိန်တိုက်ပေါက်ခံလိုက်ရတော့လက်တစ်ဖက်ကျိုးသွားရှာပြီးပြန်ဆက်ပေးပါမယ်ဆိုပြီးဟိုဘက်နဲ့ဒီဘက်ပန်းမာပြီးအားနဲ့လှုပ်ထက်လိုက်တဲ့အခါနောက်တစ်ဖက်ပါကျိုးသွားပါတော့တယ်။ထိုင်ပုံပေါ်တင်ပြီးစေးရုံပို့ဖို့လုပ်တဲ့အခါခြေထောက်ကိုဝင်ဆောင်ပြီးခြေထောက်ပါကျိုးသွားရောအဲ့လိုနဲ့လက်နှစ်ဖက်ခြေတစ်ဖက်ကျိုးပြီးစေးရုံရောက်သွားပါတယ်။ရှောင်းဝါကိုပြန်ပွဲမှာနိုင်ရင်စုချင်းဝေရန်တန်းပေးမယ်ဆိုပြီးနောက်တစ်ချိန်အလီမပြန်ပွဲပြန်လုပ်ပါတယ်။အဲ့နယ်ဘက်ကလူတွေကိုထိုင်လူကြီးအဖြစ်ခေါ်ခိုင်းခဲ့ပါတယ်။ထိုင်လူကြီးတွေကသူတို့ရဲ့တပြက်ကိုစီကိုပါဝင်ရှင်တန်ခိုင်းခဲ့ပါတယ်။ပထမအချိန်မှာကီလို150ရှိတဲ့အလေးပြတွေကိုပြန်ပွဲဝင်အတီးတီးကအစွမ်းရှိပလောက်မှကြရပါတယ်။မပြီးအချိန်ကြာကြာကိုင်းထားပြရမှာပါ။ရှောင်းဝါလည်းရောက်တဲ့အခါမှာထိုင်လူကြီးတွေကအထင်သေးတဲ့အမြင်နဲ့တယောက်တစ်ပေါက်ပြောဆိုနေကြပါတယ်။ဘားတန်းကိုချော်ပြီးကိုင်လို့မရအောင်ရှန်ရှန်ကစီလေးတုတ်ခိုင်းထားပါတယ်။ဒီဟာကိုမနိုင်ရင်ခွေးလို3ခါအောင်ပြပြီး9တန်းပေးဦးမယ်လို့ပြောလိုက်ပါတယ်။ရှောင်းဝါကလက်တစ်ဖက်ထဲနဲ့အသားလေးမပြလိုက်ပြီး10စက္ကန့်ကြာအောင်ထိန်းထားလိုက်ပါတယ်။ရှန်ရှန်ကသူ့လှည့်စားပြီးမလိုက်တာဖြစ်မယ်။ဘယ်တယောက်ကမှလက်တစ်ဖက်ထဲနဲ့မနိုင်ဘူးလို့ဆိုပြီးဆွဆွဲပါတော့တယ်။ရှောင်းဝါကလည်းမယုံရင်လာစီကြည့်လို့ရတယ်။လှည့်စားကမပါရင်အလောင်းစားလုပ်ထားလေတတိကိုသိရမယ်လို့ပြောလိုက်ပါတယ်။ဒိုင်လူကြီးတွေကိုလိုက်လာစီကြည့်တဲ့အခါအလေးတုံးတွေကအစ်စ်အမှန်ဖြစ်ကြောင်းအတီးကျလိုက်ပါတယ်။အဲ့နောက်မှာတော့ရှောင်းဝါကနှမလဲကိုကင်ထားတယ်လို့မျိုးပေါ့ပါဆော့ပြနေတော့ဒိုင်လူကြီးတွေအားလုံးအံ့ဩမြင်သက်သွားကြပါတယ်။ရှန်ရှန်ကအလောင်းစားရှူသွားတော့ခွေးလို3ပါအောင်ပြရပြီး9တန်းပြလိုက်ရပါတယ်။ကျင်းတတ်တာတော့မဟုတ်ပါဘူး။တတိယချီကခြေတပေါင်းကျိုးနဲ့ပြန်ပွဲဝင်အချင်းချင်းလူတိုက်ပြီးစင်ပါမှာ3မိနစ်ကြာနေနိုင်တဲ့သူကအနိုင်ရမှာပါ။ဒီချီမှာလဲရှောင်းဝါကပြန်ပွဲဝင်နေရကိုအေးဆေးလေးအနိုင်ရပါတယ်။တတိယမြောက်ပြန်ပွဲဝင်ကကြောက်လန့်ပြီးပြန်ပွဲကနေနှုတ်ထွက်သွားပါတယ်။ရှန်ရှန်နဲ့နေရာတဲ့စင်ပေါ်ချန်ခဲ့ချိန်မှာရှောင်းဝါကအနောက်ကနေလိုက်တက်ခိုင်းနေတော့ရှန်ရှန်ခင်ဗျာစင်ပေါ်ပတ်တည်နေတဲ့အချိန်ဆက်သွားတော့2ယောက်လုံးအနိုင်ရသွားပါတယ်။စင်အောက်ရောက်တော့ကုရန်ကခွန်ဝါချင်းရှင်တဲ့ပွဲမှာပတ်ပြီးနေရမလို့ပြန်ပွဲမှာနောက်ဆုံးအနိုင်ရတဲ့သူကရှောင်းဝါပဲလို့ပြောလိုက်ပါတယ်။ရှန်ရှန်ကအကြံထုတ်ပြီးရာဒီလာနေလို့တိုက်လက်ကိုလိုက်ပို့ပေးပါလားဆိုပြီးရှောင်းဝါကိုပြောလိုက်တော့ပတ်စံပေးရင်လိုက်ခဲ့ပေးမယ်ဆိုပြီးလိုက်သွားပါတော့တယ်။အဲ့နောက်မှာတော့ပြန်ပွဲဝင်မြောက်ကပြန်ပွဲမှာသူတို့နှစ်ယောက်အရှက်ရပြီးရှုခဲ့ရတာလက်စားချင်ရမယ်ဆိုပြီးတိုက်ခိုက်ပါတော့တယ်။ရှန်ရှန်ကရှောင်းဝါကိုအနောက်ကနေတွန်းပို့လိုက်ပါတယ်။ရှောင်းဝါကလည်းတခါရလေးပြန်တိုက်ခိုက်လိုက်ပါတယ်။အဲ့မြင်ကွင်းကိုမြင်လိုက်ရတဲ့ကုရန်ကလွန်ခဲ့တဲ့9နှစ်မြင်ကွင်းကိုပြန်အမှတ်ရသွားစီပါတယ်။အဲ့ဒါနဲ့ပြေးပြီးဖတ်လိုက်ပါတယ်။ပြန်ပွဲမှာရှန်ရှန်ပထမမှုလို့ခါတဲ့ CCTV ကိုပြလိုက်ပါတယ်။လွန်ခဲ့တဲ့9နှစ်ကဟိုတယ်က CCTV မှတ်တမ်းလေးရလာလို့ကြည့်နေတဲ့အချိန်ရှောင်းဝါမှနှာတစ်ချက်ချလိုက်တော့ကုရန်ခေါင်းကိုရှောက်မိတာနှာခေါင်းတွေယူပြီးမိလဲသွားပါတော့တယ်။မိသွားတဲ့အချိန်ရှောင်းဝါက CPR လုပ်ပေးပြီးအားကိုမထိတ်လက်နိုင်တဲ့အခါလက်ရိုးကျိုးသွားပါတော့တယ်။ရှောင်းဝါရွှေလုံးမနိုင်တဲ့ဗီဒီယိုက online ပေါ်မှာပြန်သွားပြီးတော့လူတစ်ယောက်ကရှာတွေ့ပြီလို့ပြောလိုက်တယ်။ဒီလူကဘယ်သူများဖြစ်မလဲ။ကူရန်ပြန်လို့လာတဲ့အခါရှောင်းဝါကိုတွေ့ပြီးလန့်သွားတယ်။ဟိုတယ်က CCTV ကိုပြန်ကြည့်လိုက်တဲ့အခါရှန်ရှန်ဖြစ်နေတာ။အကြောင်းကတော့ပတ်စံပေးပြီးအဲ့ဒီလုတ်ခံထားတာပါ။ရှန်ရှန်ကကူရန်သွားချီအောင်ကူပေးဖို့နှက်စေးသမားတော်ဆိုပြီးခေါ်လာတယ်။နှက်စေးသမားတော်ကရှန်ရှန်3ချိန်3ခါလာတောင်းဆိုလို့တောင်ပေါ်ကနေဆင်းရတာလို့ပြောတော့ပေါင်ပေါင်ကနှက်စေးစရာအတူလို့ပြောလိုက်တယ်။ပေါင်ပေါင်ကအဖွားချီတော်ကိုကူပေးမယ်လို့အမခံလိုက်တယ်။နှက်စေးသမားတော်ကကူလိုက်ပြီးတဲ့အခါလုံးဝပျောက်သွားပြီလို့အခိုင်အမာပြောလိုက်တယ်။ဝီချဲဘောကအဖွားကြီးကလည်းမတ်တက်ထက်ရကြည့်လို့ရသွားတာပေါ့။ပေါင်ပေါင်ကအောက်လန်းတုံးပြီးခဏတက်တာသွားရုံပဲရှိတယ်။တက်တွေပြရတာပေါ့ဆိုပြီးအစွမ်းနေနဲ့ဖော်ထုတ်လိုက်တယ်။အဲ့နောက်အဲ့ကကိုပတ်ကြည့်လိုက်ပြီးအနာကပန်းကြီးကမှလှုပ်ထားတဲ့အောက်လန်းလေးတွေကိုပေါ်ထွက်လာအောင်လုပ်လိုက်တယ်။ဝင်းရင်တွေကနှက်စေးသမားတော်ဆိုတဲ့သူကိုတိုက်ခိုက်ဖို့လုပ်လိုက်တဲ့အခါသူကရှန်ရှန်ပတ်စံပြီးလို့လုပ်ရတာပါ။လောက်ခမပေးပါနဲ့ဆိုပြီးကြောက်သေးတွေပါထွက်ကြတာပြောလိုက်ရော။အဖွားကြီးကိုတိုက်ခိုက်ဖို့လုပ်တဲ့အခါမှာတော့ပေါင်ပေါင်ကဝင်သားပေးခဲ့ပါလေ။အဲ့နောက်မှာတော့အဖွားကြီးကလုံးဝမတ်တက်ရသွားတော့ပါတော့တယ်။ရှန်ရှန်ကသူ့ကိုဆွဆွဲနေကြောင်းပြောတဲ့အခါသူပေးထားတဲ့ချက်လက်မှတ်ကိုထုတ်ပြလိုက်ပါတယ်။ကူရန်ကလည်းအလင်းညာဒီမှတိလိုက်ရတဲ့အခါဘလက်ကပေးပြီးပဲစားပဲချဲဖြစ်ပြီးဆိုကထွက်ခွာသွားခဲ့လိုက်ပါတယ်။လီလန်ပွဲကိုရှောင်းဝါနဲ့ပေါင်ပေါင်သားမိနေအောင်အရင်သွားပါတယ်။သမီးချစ်သူလီဆာကတော့ပေါင်တရားရှိတဲ့ကြောက်တုံးကြီးတုံးကိုမှပြီးနောက်ကနေလိုက်လာပါတယ်။ဒီကြောက်တုံးကြီးရောအိတ်ထဲမှာပါတဲ့ကြောက်သေးသေးလေးတွေကိုပါလေးလံတင်ဖို့လာတာလို့ပြောတော့ဒီလိုမျိုးကြောက်စုပ်ကြောက်ဖြက်တွေကိုဘယ်သူမှယူကြမှာမဟုတ်ဘူးလို့နှောင်ပြောပါတယ်။ရှောင်းဝါကအောက်မှာထားတဲ့ကြောက်တစ်ခုကိုကောက်ကင်လိုက်ပြီးဒီဟာကအရေးအသွေးမြင့်နဲ့ကြောက်စိမ့်တုံးခောက်မှာအတေချပဲလို့ပြောတော့တယောက်ကအဲ့လိုမျိုးရတာရှားတယ်လို့ပြောလိုက်ပါတယ်။ဒီလိုကောင်းတဲ့ကြောက်မျိုးကိုဘယ်သူမှမယူကြတာနှမျောစရာပဲလို့ပြောနေတော့ဂူယွမ်ကယွမ်1ဘီလီယံနဲ့ဝယ်မယ်ပြောလိုက်ပါတယ်
ရှန်ကဒီလိုမျိုးကြောက်တွေကိုတပီလီယံနဲ့ဝဲတာအုံနောက်ပြတ်သွားပလားလို့မေးလိုက်တော့ဂူယွမ်ကအဝါချီတော့ပြန်ကောင်းသွားအောင်လုပ်ပေးထားတာထက်ဆိုင်ရင်ဘာမှမဟုတ်သေးပါဘူးလို့ပြောလိုက်ပါတယ်အဲ့အချိန်အဖေတူအမိခွဲညီဖြစ်တဲ့ဂူယောင်ရောက်လာပါတယ်ဂူယောင်ကရှန်နဲ့တွဲနေပြီလို့ပြောလိုက်တော့အစောကတည်းကသူတို့နှစ်ယောက်ပူးပေါင်းထားတာချစ်လိမ့်မယ်လို့ထင်လိုက်ပါတယ်ပေါင်ကသူ့အမေကိုအဲ့လူကြီးနာတိတ်မကတ်နဲ့အဝါကိုပြူစားထားတဲ့အောက်လန်းအငွေ့အသက်ကိုသူစီကရတယ်လို့ပြောလိုက်တော့သူလောက်ထားမှရိမ့်မိသွားပါတယ်ဒါပေမဲ့ထောက်ပြစရာတက်တည်တာမရှိလေလံစားတဲ့အခါအဆက်ခွဲချင်တဲ့စိတ်နဲ့ပွဲလာတဲ့သူတွေကပါရှောင်းဝါယူလာတဲ့ကြောက်တွေကိုဥဆုံးစပြတ်ခိုင်းပါတယ်ရှောင်းဝါကကြောက်ကိုလက်ပလာနဲ့ပဲခွဲလိုက်ပါတယ်ပထမတစ်ခုမှရင်တန်တရာတန်ဖိုးရှိတဲ့ကြောက်မင်းရပါတယ်နောက်ထပ်ကြောက်တွေကလည်းဒီလိုမျိုးတန်ဖိုးကြီးတာတွေပဲနောက်ဆုံးကြောက်တုံးကြီးကိုခွဲလိုက်တဲ့အခါပိုစိမ့်ပြီးအရေးလေးလေးကြောက်စိမ့်တွေကိုရပါတယ်နောက်လေလံဒီနဲ့တခုကသူများကန်တွေကိုလွှမ်းနိုင်တဲ့စားအားရှိတဲ့ကြောက်ပါအဲ့ဒါကိုဂူယံကတန်း90နဲ့လေလံစားဆွဲပါတယ်ဂူယံကလည်းတန်းတရာအဲ့လိုနဲ့3ဘီလီယံအထိဈေးတက်သွားပါတယ်ဒါပေမဲ့ပွဲကြီးညာတဲ့သူကဂူယံမှာပိုင်ဆိုင်မှုအလောက်ပမာဏမရှိလို့ဂူယံနောက်ဆုံးပေးတဲ့ပမာဏနေပြီးဂူယံကိုလေလံနိုင်ပေးလိုက်ပါတယ်လေလံဆွဲလို့မနိုင်တဲ့အခါလူကိုစူးစမ်းပါတော့လေရှောင်းဝါကလည်းလွတ်ချပြီးခွဲအောင်လုပ်လိုက်ပါတယ်